အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါသည်ရှင်ကျွန်တော်ကတော့ကောင်းမွန်စေဝါဒုနာပြုဆရာမတယောက်ပဲဖြစ်ပါတယ်အခုတစ်ခေါက်ကျွန်တော်ပြောမယ့်အကြောင်းအရာလေးကတော့သွေးတိုးယောဂနဲ့လေပြတ်ခြင်းအကြောင်းသိကောင်းစရာလေးပဲဖြစ်ပါတယ်သွေးတိုးခြင်းဟာလေပြတ်ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်သွေးတိုးယောဂကိုဆိုင်းလန့်ကေလာလို့လည်းခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတွေကသွေးတိုးတယ်ဆိုလို့ရှိရင်သွေးတိုးတဲ့သူတိုင်းလေပြတ်တဲ့သူတိုင်းဟာကိုသွေးတိုးမှန်းလည်းမသိပါဘူးတချို့တွေဆိုလို့ရှင်တော့သိတယ်တချို့တွေဆိုလို့ရှင်တော့မသိဘူးမသိဘဲနဲ့ရုတ်တရက်လေးဖြတ်ခြင်းကိုခံလိုက်ရတယ်တခါတလေလေးဖြတ်တာပြင်းတယ်အုံနောက်သွေးကြောပေါက်သွားတယ်ဆိုလို့ရှင်တော့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့အတွက်သူ့ကိုဆိုင်းလန့်ကေလာတိတ်တဆိတ်လူသက်သမားလို့ခေါ်ပါတယ်ဘယ်အချိန်ဒီမှာလေးဖြတ်တတ်လဲဂျာတိဥရုကြောင့်လဲသွေးဆောင်တိုးပြီးတော့ကြတော့လေးဖြတ်တယ်နောက်ပြီးတော့အစားအသောက်စားတဲ့အခါမှာအငန်နေအစားများတဲ့အချိန်မှာလည်းလေဖြတ်တတ်ပါတယ်အဲ့တော့ဒီသွေးတိုးယောဂါကိုမကုသပဲထားမယ်ဆိုလို့ရှိရင်လေဖြတ်မယ်နှလုံးသွေးကြောပိတ်မယ်နှလုံးအားနည်းမယ်ကြောက်ကက်အားနည်းမယ်ကြောက်ကက်အားနည်းမယ်ဆိုလို့ရှိရင်လည်းနောက်ဆက်တွဲဆိုးကျိုးတွေကြောက်ကက်စေးရတာတွေအထိလည်းဖြစ်နိုင်ပါတယ်အဲဒါကြောင့်အသက်အန္တရာယ်ကိုချိန်ချောက်တဲ့ယောဂါတစ်ခုဖြစ်ပါတယ်နှလုံးကနေပြီးတော့အောက်ဆီဂျင်ကျွဲဝတဲ့သွေးတွေကိုခန္ဓာကိုယ်အနှံ့အစိတ်ပိုင်းကိုတည်ဆောင်ပေးတဲ့သွေးကြောတွေဖြစ်ပါတယ်ဒီသွေးကြောတွေကအုံနောက်အစိတ်ပိုင်းကိုသွေးထောက်ပံ့မှုပြတ်တောက်တဲ့အချိန်မှာလေဖြတ်ခြင်းကိုဖြစ်ပေါ်စေပါတယ်သွေးတိုးခြင်းကြောင့်လေဖြတ်ခြင်းနှမျိုးဖြစ်စေပါတယ် ischemic stroke လေဖြတ်ခြင်းရဲ့80%ဟာဆိုလို့ရှိရင်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်ပါတယ်အုံနောက်သွေးကြောထဲမှာသွေးခဲမယ်ခန္ဓာကိုယ်သွေးကြောတွေကအစီခဲတွေသွေးခဲတွေကအုံနောက်သွေးကြောတွေမှာလာပိတ်တဲ့အတွက်အုံနောက်သွေးကြောပိတ်ပြီးတော့လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ Now hemorrhagic stroke ဆိုတော့သွေးပေါင်ချိန်မြင့်မားပြီးတော့အုံနောက်သွေးကြောအတွင်းမှာရှိတဲ့သွေးကြောနံရံလေးတွေအားနည်းစေပြီးတော့သွေးကြောပေါက်ထွက်သွားတဲ့အခါမှာဖြစ်တတ်ပါတယ်။ရုတ်တရက်သွေးကြောပေါက်တဲ့အတွက်ကြောင့်အုံနောက်တီရှူတွေကတေဆုံးပြီးလေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။အုံနောက်အတွင်းမှာသွေးယိုပြီးတော့ကြတော့ဖြစ်တဲ့လေဖြတ်ခြင်းဖြစ်တာကြောင့်အသက်အန္တရာယ်ကိုအရေးကြီးပါတယ်။သွေးတိုးယောဂလက္ခဏာတွေကိုသိထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမှာဖြစ်တဲ့အတွက်သွေးတိုးယောဂလက္ခဏာတွေကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်။သွေးတိုးယောဂလက္ခဏာတွေကတော့ခေါင်းကိုက်မယ်၊သက်ရှူကျပ်မယ်၊နှာခေါင်းသွေးယိုမယ်၊မူးဝေမယ်၊အော့အန်မယ်၊ရင်ဘတ်အောင်ခြင်းတို့ပဲဖြစ်ပါတယ်။သွေးတိုးခြင်းကြောင့်တစ်ခါတည်းမှာလေဖြတ်ခြင်းနှလုံးအမောက်ဖောက်ခြင်းစတဲ့အရေးကြီးတဲ့လက္ခဏာတွေလည်းဖြစ်တတ်ပါတယ်။လေဖြတ်ခြင်းဖြစ်တဲ့လက္ခဏာတွေကိုပြောပြသွားမှာဖြစ်ပါတယ်။မျက်နှာလက်သို့မဟုတ်ခြေထောက်တွေထုံကျင်မယ်စကားပြောတာမှာခက်ခဲမယ်သူတစ်ပါးစကားပြောတဲ့စကားကိုလည်းနားလည်နိုင်မှုခက်မယ်မျက်လုံးတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးမှာအမြင်အာရုံပြဿနာဖြစ်မယ်မူးဝေမယ်ဟန်ချက်ပြက်မယ်လမ်းလျှောက်ရန်ခက်ခဲမယ်သတိလစ်မေ့မျောသွားမယ်သတိပြန်ရတဲ့အချိန်မှလည်းကိုဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုမမှတ်မိပဲရှိမယ်အဲ့လိုမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့နီးစပ်ရာဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကုသဖို့အရေးကြီးပါတယ်။လေပြတ်နေပြီဟုတန်ညာရှိလင်တော်၎င်းသွေးတိုးလူနာမှာအောက်ပါလက္ခဏာတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်၎င်းနီးစပ်ရာဆေးရုံကိုသွားဖို့ရန်အရေးကြီးပါတယ်။ဘယ်လိုတွေလဲဆိုလို့ရှိရင်တော့မျက်နှာတစ်ချမ်းရွက်မယ် face dropping လက်မြောက်မရခြင်း and weakness စကားပြောရန်ခက်ခဲခြင်း speech difficultiesဒီလိုမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့နီးစပ်ရာဆေးရုံကိုသွားဖို့ရန်အရေးကြီးပါတယ်ဘယ်လိုအချိန်မှာသွေးတိုးတာလဲသွေးပေါင်ကိုတိုင်းကြည့်မယ်ဆိုလို့ရှိရင်သွေးပေါင်ချိန်က140 90အထက်ဆိုလို့ရှိရင်အပေါ်သွေးက140အောက်သွေးက90အထက်ဆိုလို့ရှိရင် stage 1 hypertension လို့ခေါ်ပါတယ်သွေးပေါင်ချိန်ကအပေါ်သွေးက160အောက်သွေးက100အထက်မှာရှိနေမယ်ဆိုလို့ရှိရင် stage 2 hypertension လို့ခေါ်ပါတယ်သွေးပေါင်အပေါ်သွေးပေါင်က180အောက်သွေးက120အထက်ဖြစ်ပေါ်နေပြီဆိုလို့ရှိရင် hypertensive crisis အရေးပေါ်အခြေအနေဖြစ်သွားပါတယ်သွေးတိုးယောဂမဖြစ်စေဖို့အတွက်ဘယ်လိုနေရမလဲဆိုလို့ရှိရင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကိုစားမယ်ကိုလေးချိန်ကိုထိမ့်သိမ့်မယ်ကိုလက်လှုပ်ရှားမှုလုပ်မယ်ဆိုဒီယမ်စားသုံးမှုကိုလျှော့ချမယ်
နာတာရှည်စိတ်ဖိစီးခြင်းဒေါသထွက်ခြင်းအဲ့ဒီဟာတွေကိုရှောင်ရှားမယ်တရားထိုင်မယ်ယောဂကျင့်မယ်စိတ်ပျော်အောင်ကိုယ်ဝါဒနာပါရဲ့အလုပ်ကိုလုပ်မယ်ကဖိန်းပါတဲ့အစားအစာတွေကိုလျှော့ချမယ်လုံလောက်စွာအိပ်စက်အနားယူမယ်အရက်ဆေးလိပ်ကိုလုံးဝရှောင်ကျဉ်ရပါမယ်သွေးတိုးသမားအရာဆိုလို့ရှိရင်သွေးပေါင်ချိန်ကိုဂယုတစိုက်ပုံမှန်ချိန်ပေးနေဖို့လိုအပ်ပါတယ်ပြီးရင်ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုပုံမှန်တောက်ရမယ်သွေးပေါင်ညီစေးသွေးကျဲဆေးတွေကိုပုံမှန်တောက်ပေးရပါမယ်ရက်ချင်းကိုလည်းပြန်လဲပြသပေးရပါမယ်ဘယ်လိုအချိန်မှအနေရှိရလဲဆိုလို့ရှိရင်ဆေးတွေကိုသွေးကြဆေးတွေကိုသွေးကျဲဆေးတွေကိုပိုသဘောနဲ့ကိုရက်လိုက်မယ်အစားအသောက်ကိုမစင်မချင်းစားတောက်မယ်အရက်သေးစားဆေးလိပ်တွေတောက်စားမယ်ဆိုလို့ရှိရင်တော့နောက်ဆက်တွဲလေဖြတ်ခြင်းအနေကိုဖြစ်စေသွားပါတယ်သွေးတိုးယောဂနဲ့အစားအစာသွေးတိုးခါနဲ့အစားအစာမှာဆိုလို့ရှိရင်ရှောင်ကြမယ့်အစားအစာတွေကတော့ပြေဝအဆီဖြစ်တဲ့ဝက်ဆီကြက်ဆီအမဲဆီတရိတ်ဆန်တွေကနေပြီးတော့ရတဲ့အဆီတွေအဲ့ဒါတွေကသွေးတိုးစေပါတယ်နောက်ပြီးတော့အစားအသောက်တွေမှာဆိုရင်တော့အချိုတဲ့လွန်ကဲတဲ့အချိုရည်တွေအချိုတဲ့လွန်ကဲတဲ့အစားအစာတွေအငံတက်လွန်ကဲတဲ့ငပိငချောင်ငံပြားရည်ဟင်းချုံမဟင်းခတ်မအမျိုးမျိုးအတီးရမှာဆိုလို့ရှိရင်တော့မှုံမြင့်ဒညင်းသီးစုပုတ်ကြီးပေါ့နော်အဲ့လိုဟာတွေဆိုလို့ရှိရင်တော့သွေးတိုးသမားတွေအတွက်မတည့်ပါဘူးနောက်စီကြောမော့အမျိုးမျိုးစီတဘူးတွေကိုလည်းခဏမစားပေးရပါဘူးသွေးတိုးယောဂနဲ့တင့်တော်တဲ့အစားအစာတွေကတော့လက်ဆက်တဲ့အသီးနဲ့ဟင်းသီးဟင်းရွက်အစီထုတ်ထားတဲ့နို့နဲ့ဒိန်ချင်းပဲအမျိုးမျိုးအစိအစံနဲ့အစီပေါ်တဲ့ငါးတွေပဲဖြစ်ပါတယ်သွေးတိုးယောဂကိုကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အမြင်တတ်ပါတဲ့အစားအသောက်တွေဗိုက်တာမင်ပါတဲ့အစားအသောက်တွေကိုများစားပေးရပါမယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များကိုစားပေးခြင်းကိုယ်လက်လှူရှားမှုကိုပြုလုပ်ပေးခြင်းအပြင်အလုံးသောသူများသွေးတိုးယောဂဖြစ်ခြင်းလေဖြတ်ခြင်းမှာကင်းဝေးကြပါစေလို့ပြောရင်ညီကုန်းချုပ်ပါရှင်